ကျွန်တော်တို့ journaling လုပ်တယ်ဆိုတာဒီကိုနေ့စဉ်အသုံးပြုနေတဲ့မျက်မှန်ကိုတန့်ရှင်ရေးလုပ်တာနဲ့အတူတူပါပဲကိုယ့်ရဲ့မျက်မှန်လေးကရှင်းလင်းလေလေကိုယ့်ရဲ့အသွေးမြင်တွေကလည်းကြည်လင်ရှင်းလင်းမှုရှိလေလေပါကျွန်တော်ကိုယ့်ရဲ့အတွင်းအစ္စဒတွေမှာရှိနေတဲ့အလင်းအမောင်ကောင်းခြင်းဆိုးခြင်းစတဲ့အရာတွေကိုရှင်းရှင်းလင်းလင်းသိမြင်ဖို့ရ journaling ကိုဘယ်လိုစတင်ကြမလဲကျွန်တော် journaling စတင်ဖို့ရအတွက်အရန်ကိုလွယ်ကူရိုးရှင်းပါတယ်ကိုယ့်ရဲ့စိတ်ခံစားမှုတွေကိုယ့်ရဲ့အသွေးတွေကိုယ့်ရဲ့အမြင်တွေစတဲ့အရာတွေအားလုံးကိုဝေဖန်ခြင်းကင်းကင်းနဲ့ကျွန်တော်တို့အကုန်လုံးကိုဖွင့်ထုတ်စီမျိုးခွင့်ပေးလိုက်ရုံပါပဲကျွန်တော် journaling လုပ်တဲ့အခါမှာကျွန်တော်တို့စာနဲ့အနေနဲ့ချရေးရတာအားတာတဲ့သူကလည်းချရေးမယ်အဲ့လိုမဟုတ်ဘဲနဲ့ကွန်ပျူတာနဲ့အသုံးပြုရတာဖုန်းနဲ့အသုံးပြုရအားတာတဲ့သူကလည်းဖုန်းထဲမှာနှုတ်မှတ်တာတွေတို့ဒီမဟုတ်ကိုကစကားနဲ့ပြောရတာအားတာတယ်ဆိုရင်ကျွန်တော်တို့ voice journaling တွေလည်းကျွန်တော်တို့လုပ်လို့ရပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာလူတော်တော်များများအသုံးပြုနေကြတဲ့ popular အဖြစ်ဆုံး journaling type 5မျိုးကိုညဝေပေးသွားပါမယ်ကျွန်တော်နံပါတ်1ကတော့ကျွန်တော်တို့ free flow journaling လို့ခေါ်ပါတယ် free flow journaling မှာကျွန်တော်တို့ဘာဖြစ်တယ်လဲဆိုတော့ boundary ကန့်သတ်မှုတွေကျင်းနေကိုယ့်ရဲ့စိတ်ထဲမှာပေါ်လာသမျှအရာကိုယ့်ရဲ့ခေါင်းထဲမှာပေါ်လာသမျှအရာတွေအကုန်လုံးကိုမှန်ခြင်းမှားခြင်းဝေဖန်မှုကင်းကင်းနဲ့ကျွန်တော်တို့လွတ်လပ်စွာဖြတ်တန်းစီစဉ်ခွင့်ပေးပြီးတော့မှကျွန်တော်တို့ချရေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့နံပါတ်2ကတော့ gratitude journaling လို့ခေါ်ပါတယ်ကျွန်တော်တို့တနေ့တာမှာကိုတန်ဖိုးထားရတဲ့အရာတွေကျေးဇူးတင်ရတဲ့အရာတွေကိုအာရုံစိုက်ပြီးတော့မှကျေးဇူးတင်အတိမတ်ပြုချရေးခြင်းပဲဖြစ်ပါတယ်ကျွန်တော် gratitude journaling ကတော့ကိုယ့်ရဲ့ဘဝမှာကိုပိုင်ဆိုင်ထားတဲ့အရာတွေကိုပို့ပြီးတော့မှချစ်ခင်လေးစားတန်ဖိုးထားတတ်လာအောင်ကူညီပေးနိုင်ပါတယ်ကျွန်တော်တို့နံပါတ်3ကတော့ကျွန်တော် prompt based journaling လို့ခေါ်ပါတယ် prompt based journaling မှာじゃကျွန်တော်တို့ဘယ်လိုမျိုးလုပ်ကြတယ်လဲဆိုတော့ workbook တွေဒါမှမဟုတ်လဲ question တွေပေါ်မှာမူတည်ပြီးတော့မှအဲ့ဒီ workbook ထဲမှာပါတဲ့မေးခွန်းတွေပေါ်မှာအခြေခံပြီးတော့မှစဉ်းစားတွေးခေါ်သုံးသပ်ပြီးတော့မှချရေးရတာပဲဖြစ်ပါကျွန်တော်တို့နံပါတ်4ကတော့ goal journaling လို့ခေါ်ပါတယ်ကျွန်တော်တို့ဘဝမှာကိုသွားချင်နေတဲ့ပန်းတိုင်ကိုရောက်ချင်တဲ့နေရာကိုဖန်တီးချင်တဲ့အရာတွေ goal တွေရှိကြလိမ့်မယ်အဲ့ဒီ goal တွေကိုချရေးပြီးတော့မှဒီပန်းတိုင်ကိုရလာတဲ့အခါမှာငါတို့ဘာကောင်းကျိုးတွေရှိလာမလဲဒီပန်းတိုင်ကိုမရခဲ့ဘူးမရောက်ခဲ့ဘူးဆိုရင်ငါတို့ဘာဆိုးကျိုးတွေရှိလာနိုင်မလဲဒီပန်းတိုင်ကဘာကြောင့်မလို့မဖြစ်မနေငါတို့အရေးကြီးရလဲအရေးပါတာလဲစသဖြင့်ကျွန်တော်တို့ကိုယ့်ရဲ့ပန်းတိုင်ကိုပေါ်မှာအခြေခံပြီးတော့အသေးစိတ်ကိုယ့်ရဲ့နှလုံးသားတဲ့အထိကိုသွားပြီးတော့မှချိတ်ဆက်ပြီးတော့မှကျွန်တော်တို့ထွက်လာသမျှအရာအကုန်လုံးကိုကျွန်တော်တို့စမ်းစစ်ချရေးခြင်းပဲဖြစ်ပါတယ်။နံပါတ်5ကတော့ကျွန်တော်အသုံးပြုနေကြနည်းလမ်းတစ်ခုတည်းဟာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့ကတော့ reflective journaling လို့ခေါ်ပါတယ်။ reflective journaling ကမှာကျွန်တော်တို့ဘာလို့အဓိကလုပ်ရတယ်လဲဆိုတော့ကိုယ်တနေ့တာဖြတ်တန်းမှုကိုယ့်ရဲ့ဘဝဖြတ်တန်းမှုစသဖြင့်ကျွန်တော်တို့အဲ့ဒါတွေကိုပြန်လဲစဉ်းစားသုံးသပ်ပြီးတော့မှငါဘာတွေကောင်းအောင်လုပ်ခဲ့နိုင်တယ်လဲငါဘာတွေပို့ပြီးတော့မှတိုးတက်ကောင်းမှုအောင်လုပ်လို့ရသေးတယ်လဲစသဖြင့်ကျွန်တော်တို့ကိုပို့ပြီးတော့မှတိုးတက်ကောင်းမှုနဲ့တူတယောက်ဖြစ်လာအောင်စမ်းစစ်သုံးသပ်အဖြေရှာ journaling လုပ်ရတဲ့ပုံစံမျိုးဖြစ်ပါတယ်ကျွန်တော်တို့ journaling type တွေထဲမှာတော့ဘယ် journaling type ကတော့အကောင်းဆုံးပဲဆိုတာမျိုးမရှိပါဘူးကျွန်တော်တို့ကိုယ်နဲ့အကိုက်အညီဆုံးကိုအတွင်းထဲကကိုရဲ့အတွင်းအစ်စ်တာတွေကအရာတွေကိုအကောင်းဆုံးပြင်မြင်နိုင်အောင်ညီမောင်ထိုးပြပေးနိုင်တဲ့ journaling type တွေကိုနဲ့အသင့်တော်ဆုံးနဲ့အကောင်းမွန်ဆုံး journaling type ပဲဖြစ်ပါတယ်ကျွန်တော် journaling လုပ်တဲ့အခါမှာကိုယ့်ရဲ့မျက်မှန်လေးကိုကြည်လင်ရှင်းလင်းမှုရှိလာအောင်လှုပ်လာနိုင်လေးဖြစ်ပြီးတော့မှကိုယ့်အနားမှာရှိတဲ့အရာတွေကိုယ့်နားမှာရှိတဲ့အလားပါတွေကိုကျွန်တော်တို့ပို့ပြီးမြင်လာနိုင်လေးပဲဖြစ်ပါတယ်မိတ်ဆွေအနေနဲ့ journaling ကိုစတင်ခြင်းနဲ့ဘယ်ဟာစရမှမသိဘူး reflective journaling ကိုလုပ်ချင်တယ်ဆိုရင်ကျွန်တော် comment မှာ journaling လို့မှတ်ခဲ့ပေးပါကျွန်တော်တို့ team ကနေပြီးတော့မှစီစဉ်ထားပေးတဲ့ reflective journaling workbook လေးကိုမိတ်ဆွေတို့အခမဲ့ပေးပို့ပေးသွားပါမယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်အားလုံးကိုကျေးဇူးတင်ပါ